ကိုစန်းဆိုတဲ့ကောင်ကလည်းတစ်မျိုးပြသူကလည်းအဲ့ဒီလိုအကိုတွေအမတွေနဲ့ပေါင်းလာတော့သူ့မှာအဲ့ဒါလိုကကြော့ကချွတ်ညံမျိုးလည်းရှိတယ်နောက်ပြီးသူကပကြီးစရာဖြစ်လာမဲ့လူဆိုတော့နောက်ပြီးသူအဲ့ဒီ14-15နှစ်သားအရွယ်တည်းကရုပ်ကတ်ထဲကဆိုင်းဘုတ်တွေပုံတူတွေကြော်ညာတွေကိုလက်ခံပြီးရေးပေးနေပြီသူတပည့်တွေကတော့သူထက်ငယ်တဲ့ကလေးတွေပေါ့သူတို့တွေအားပြီးကြောင်းပေးပြီးဆိုရင်အိမ်အောက်မှာဆိုင်းဘုတ်တွေရေးပုံတူတွေရေးနဲ့ကလေးတွေအားလုံးဟာအမှုပညာကိုကစားနည်းတစ်ခုလိုကစားခဲ့ကြတယ်ဒါပေမဲ့သူတို့ရဲ့လက်ရာကသေတတ်တော့တစ်မျိုးလုံးရဲ့ပကြီးရေးစရာအလုပ်ကိုသူတို့ပဲလုပ်ရတယ်တခါကလည်းမှတ်မိတယ်ရွာကပတ်စံနည်းနည်းချမ်းသာတဲ့လူတစ်ယောက်ကလက်ဖက်ရည်ဆိုင်ဖွင့်တယ်ဒါပေမဲ့သူကပတ်စံသာတက်နိုင်ပြီးလက်ဖက်ရည်ကြတော့မဖြော်တတ်ဘူးဒါကြောင့်သူလက်ဖက်ရည်မဖြော်တတ်ဘူးဆိုတဲ့အကြောင်းကိုလည်းအားလုံးသိအောင်လက်ဖက်ရည်ဆိုင်နာမည်ကိုရော်ဖြန်းဆိုပြီးပေးလိုက်တယ်သဘောကတော့ရမ်းဖြော်ပေါ့သူဆိုင်ရဲ့ဆိုင်းဘုတ်ကိုကြတော့ပကြီးကိုဘသူစီမှမတင်ဘူးလို့ပကြီးအကြောင်းကောင်းကောင်းနားမလည်သေးတဲ့ထင်ရရမ်းနေတဲ့ကိုစန်းကိုအပ်လိုက်တယ်ကိုစန်းကလည်းအပီပဲရော်ဖြန်းဆိုတဲ့ဆိုင်းဘုတ်ကိုကတ်တုံးပုံတွေနဲ့ရေးပေးလိုက်တယ်ပြီးတော့ဆိုင်းဘုတ်အောက်မှာသူ့လက်မှတ်ကိုထိုးလိုက်တယ်ရော်စန်းတဲ့ရော်စန်းဆိုတော့ရမ်းစော်ပေါ့အဲ့ဒါနဲ့ပဲအဲ့ဒီလက်ဖက်ရည်ဆိုင်ကိုရော်ဖြန်းရော်စန်းလက်ဖက်ရည်ဆိုင်လို့ခေါ်ကြတော့တာပဲရော်ဖြန်းရော်စန်းဆိုတဲ့လက်ဖက်ရည်ဆိုင်ကလည်းသူတို့ရွာမှာဒီနေ့ထက်ထိတောင်မြင်နေရတော့နောက်ပြီးကိုစန်းကဂီတာသင်တန်းလဲဖွင့်တယ်လေဂီတနဲ့ပတ်သက်ပြီးသူတက်တလောက်မှတ်တလောက်တွေကိုသူထက်ငယ်တဲ့ကလေးတွေကိုပြန်ပြီးသင်ပေးခဲ့တာပေါ့အဲ့ဒါကြောင့်လဲအဲ့တုန်းကကလေးငယ်တွေဆိုတာကျောင်းပိတ်ရက်တွေမှာဘယ်ကိုမှလိုက်မသွားလိုက်မကစားပဲသူ့ရဲ့အိမ်အောက်မှာငိမ့်ငိမ့်လေးဂီတာတစ်လုံးစုပ်တတ်တစ်ချောင်းနဲ့ရှိနေတတ်ကြတယ်ဒါပေမဲ့တစ်ခါတလေတော့သူလဲကလေးပီပီလူကြီးသည်စကားကိုထပ်မဆက်တော့ပဲဘီယာနောက်တစ်ခွက်လှမ်းမာလိုက်သည်ကိုစန်းအိမ်ရှိတွင်ရပ်ထားသောအဖေချစ်ကားကြီးကိုကြည့်ပြီးအသေးတရားရာဖြစ်နေသည်ချစ်ကားကြီးကိုကြည့်ပြီးသူ့မှာကားမောင်းခြင်းစိတ်များတဖွာဖွာဖြစ်နေသည်သို့တော့ကားဆိုသည်ကိုတခါမှမမောင်းဘူးတော့သူ့စိတ်ထဲတွင်မယွန့်မရဲဖြစ်နေသည်ထိုကားကိုကျွန်တော်တို့အိမ်တွင်ကိုမိုးမလွယ်၍မိသူမှမမောင်းရဟုအဖေကအမိန့်ထုတ်ထားသည်ဟစ်ကောင်ချစ်ကားကိုမမြင်ဘူးလို့ကြည်နေတာလားအတန်ကြား၍လှည့်ကြည့်လိုက်ရာမျိုးဝင်းသူ့တငယ်ချင်းမျိုးဝင်းဆိုသည့်ကောင်ကလည်းအမြောက်သမားတွေ့သည့်လူကိုမြောက်ပြောမှကျဉ်တ်သူကိုစန်းမျိုးဝင်းကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးချစ်ကားကိုသာတွေ့ကြီးပြန်ငေးကြည့်နေပြန်သည်နောက်မှဖြေးလေးစွာဖြင့်တလုံးချင်းပြောလိုက်သည်ငါဒီချစ်ကားကြီးမောင်းကြည့်ချင်နေတာကွဟာမောင်းချင်ရင်မောင်းဖို့ကွဒါမောင်းတဲ့ကိစ္စပဲမျိုးဝင်းကအသက်လွတ်ဝင်မြောက်ပေး၏ငါမှမမောင်းတတ်တာဟာကားဆိုတာဘသူမှမွေးကြတဲ့မောင်းတက်ခဲ့တာမဟုတ်ဘူးဒီလိုပဲကြင့်ယူရတာပေါ့လူငယ်ဆိုတာစွန့်စားရတယ်ကွလူငယ်ဆိုတာခိုင်မာရဲရင်စွမ်းရည်မြင့်မာပြတ်သားထူးချွန်ကောင်းမွန်ယူသားစူးစမ်းထက်မြက်အနာဂတ်အတွက်ဖြစ်ရမယ်ဆိုပြီးမင်းပဲကြပြရေးထားသေးတယ်လေမင်းကပါရမီရှင်ပဲခဏလေးလာလိုက်ရင်တက်ပါတယ်မျိုးဝင်းသူ့ဝက်တီအတိုင်းမရမကကြံဖန်မြောက်ပေး၏သူဤသွေးထိုးမြောက်ပင်မှုကြောင့်ကိုစန်းအားတက်သွားပြီအေးဒါဆိုလဲမောင်းမယ်ကွာမင်းမလိုက်ခဲ့လိုက်မှာပေါ့ကွာမင်းရဲ့လှုပ်ရည်ကန်ရည်ကိုငါမှအနီးကပ်မကြည့်ရှုရင်ဘသူကကြည့်ရှုမှလဲနှစ်ယောက်သားအတိုင်ဖောက်ညီစွာကားပေါ်တက်လိုက်ကြသည်နောက်ကားဆက်ကိုမိုးမောင်းတုံးကမြင်ဘူးသည့်အတိုင်းနှိုးလိုက်သည်ကလပ်ကိုနင်းပြီးဂီယာကိုထိုးလိုက်သည်လီဗာကိုနင်းပြီးကလပ်ကိုဖြည်းဖြည်းချင်းလွှတ်လိုက်သည်ကားကတကြီးကြီးအော်မြည်တန်နှင့်အတူငွေတကောင်တစ်ဖွဲလိန်ကောက်နှင့်ဟိုလူအိမ်ဝင်နိုးဒီလူအိမ်ဝင်နိုးနှင့်ထွက်သွား၏အခြေအနေကိုရိပ်မိသောမျိုးဝင်းကဟိတ်ကောင်လူရှင်းတဲ့ဘက်သွားရင်ကောင်းမယ်ထင်တယ်ဘာဖြစ်လို့လဲကွစီးမကောင်းလို့လားကိုစန်းဤစကားကိုမျိုးဝင်းကမဟုတ်ဘူးကွကားကဘသူ့ကိုမှမတိုက်ပင်မဲ့လူတွေကကားကိုဝင်တိုက်နိုင်ငယ်ကွငါမျက်စိထဲမှာဓာတ်တိုင်နေတောင်နီးလာလိုက်ဝေးသွားလိုက်ဖြစ်နေတယ်နောက်အိမ်တွေကငါတို့ကားကောင်းတက်ရောက်လာသလိုပဲဟုတ်လဲဟုတ်ပါသည်ကားကဓာတ်တိုင်ကိုပဲဝင်တိုက်တော့မလို့ကတ်သွားလိုက်ပြန်ကားသားလိုက်
အိမ်ထဲဝင်သွားတော့မလို့ဖြစ်လိုက်နဲ့ရိမ့်ထိုးနေသည်အေးကွငါမျက်စိထဲမှာတဲအိမ်တွေဓာတ်တိုင်တွေကလိုက်ပြေးနေသလိုပဲဘာဖြစ်လို့လဲမသိဘူးငါမောင်းတာတော့ဖြောက်ပါတယ်နော်ဖြောက်ပါတယ်ကွဖြောက်ပါတယ်ဓာတ်တိုင်တွေအိမ်တွေလမ်းတွေကသာကောက်ပြီးထိုးရှိရောက်လာတာဟုမျိုးဝင်းကသူ့ဝက်တီအတိုင်းမြောက်ပြေးဤသို့ဖြင့်သူတို့ကားကိုမြို့ပြင်ဘက်ဦးတည်လိုက်သည်ဆိုပါတော့မြို့ပြင်သို့ရောက်တော့အခါမျိုးဝင်းကသူ့ပါဒနာအတိုင်းဟိတ်ကောင်ကိုဆန်းမင်းအနှေးမောင်းကတော့ဖြစ်သွားပြီအမြန်လေးမောင်းဆန်းကြည့်ပါဦးဟုမြောက်ပေးသည်ကိုဆန်းကလည်းအမြောက်သာမကစိန်ပြောင်းပါကြိုက်သူမို့မှန်တက်ပြီးအမြန်မောင်းမှလည်းငါက expert ပါကွမင်းကြည့်နေဟုဆိုပြီးလီဗာကိုအသက်ကုန်စောင့်နေချလိုက်ရာကားကဝုန်းကနေခုန်ထွက်သွားပြီးတောင်ဘက်ထိုးလိုက်မြောက်ဘက်ထိုးလိုက်တိုးရင်းနဲ့မြောက်လိုက်မြောက်ရင်းနဲ့တိုးလိုက်ဖြစ်ပြီးလမ်းဘေးရေကန်ကြီးတဲ့ဝုန်းဆိုထိုးကျသွားပြီးကံဘေးတွင်ကက်ရက်ပေါက်နေသောထမ်းပင်ကြီးနှင့်ဒုံကနေတိုက်မိလေသည်ကားနှင့်ထမ်းပင်တိုက်မိသောအချိန်မှာမြင်မြပြင်းသည်တော့မသိကိုဆန်နှင့်အတူပါလာသောမျိုးဝင်းမှာကားနှင့်ထမ်းပင်တိုက်မိချိန်ဘာတန်ရာမှမရရှိတော့လဲတိုက်လိုက်သောအချိန်ကြောင့်ထမ်းသီးကြွေကြပြီးခေါင်းကွဲသွားလေသည်နှစ်ယောက်သားကားပေါ်မှကမန်းကတန်းဆင်းပြီးထမ်းပင်ပေါ်မေးတင်နေသောကားကြီးကိုတွေ့ကြီးစိုက်ကြည့်နေကြသည်ကားရှိဘိန်ကထမ်းပင်နှစ်ဘေးတွင်ခွင်ကောက်နှင့်လဲနေတော့ကားရှိဘန်ကာကြီးတပေခန့်ချိုင်ဝင်၍ကားနောက်လေးတပုံလုံးပြုတ်ကျသွားပြီးကားထဲမှာထမ်းရည်ကြိုက်တဲ့ကားဒီတစ်စီးပဲတွေ့ဘူးသေးတာမျိုးဝင်းကကားကိုစိတ်မသက်သာစွာကြည့်ပြီးမြှောက်ပြော၏သူ့လက်ထဲတွင်လည်းခုနသူ့ကောင်မော်ကြွေကြတာသောထမ်းသီးကိုအမှတ်တရအဖြစ်ပိုက်ထားသေးသည်ဘလို့လောက်ကြမလဲကိုစန်းရည်ရွတ်သည်သင်္ခါရပေါ့ကွာမျိုးဝင်းကကြံကြံဖန်ဖန်တရားချသည်ဖာသားကြီးသိရင်တော့မချောင်ဘူးကြက်စင်ပြင်ခဏပါကွာပြင်ကြတာပေါ့အေးဟုတ်တယ်ပူဆိုပြီးနှစ်ယောက်သားယာထဲသွားပြီးယာထဲမှလက်သမားဆရာများလက်သမားများခေါ်ချလာသည်နောက်သူတို့နှစ်ယောက်နှင့်ထိုလူများပူးပေါင်းကားကိုဟိုကလတ်ဒီကလတ်ဟိုဟာမှဒီဟာပြင်းနှင့်လှုပ်သည်ကိုစန်းကအခါပေးသူကပကြီးမျက်စိရှိသူမဟုတ်ပါလားထို့ကြောင့်ဟိုလိုလှုပ်ပါလားဒီလိုလှုပ်ပါလားနှင့်ဘေးမှကြည့်၍ကွန်မန်းပေးသည်ဤသို့ဖြင့်အလုံးဖိုင်လာသောကားကိုဟန်မပြတ်ပြန်တွန်းလာပြီးအိမ်ရှိတွင်ပြန်ထိုးထားလိုက်သည်ထိုအချိန်တွင်လည်းအိမ်တွင်ဘသူမှမရှိ၍သူ့လောက်ရက်ကိုဘသူမှမသိလိုက်ကြရထို့ပြင်သူတို့၏လက်ရာညီမျှတက်ရက်သည်တော့မပြောတတ်ကားကိုအိမ်ရှိတွင်ဤတိုင်းထိုးထားသည်ကိုပင်2ရက်3ရက်ကြာသည့်အထိမိသူမှသတိမထားမိကြအိမ်မှလည်းကားစီးခဲ့သည်ကိုသို့တော်တိတ်မကြခင်တရက်မှတော့ကိုစန်းတို့၏မောင်တော်ကားအကြောင်းကွက်ကွင်ပေါ်တော့၏ထိုနေ့တွင်ကျွန်တော်အဖေရုံးမှကမန်းကတန်းပြန်ရောက်လာပြီးကိုမိုးကားဆက်နှိုးစမ်းမြို့နယ်ရုံးသွားရမယ်မြန်လုပ်အစည်းအဝေးကတော့10နာရီစမှာဟုကမန်းကတန်းဆိုလိုက်သည်နိုင်ကြည့်တော့9နာရီ40ကိုမိုးအိမ်ပေါ်မှပြေးဆင်းလာပြီးကားပေါ်အလျင်မြန်တက်လိုက်သည်အဖေကလည်းတက်လိုက်သည်နှစ်ယောက်လုံးကားပေါ်ရောက်သည်နှင့်ကိုမိုးကားဆက်နှိုးလိုက်သည်တကီးအော်ဒါနှင့်အတူကားအနောက်ဘက်မှခလွမ်းကနေအတန်တစ်ခုကြားရ၏ထိုအတန်နှင့်အတူကားကလည်းချက်ချင်းတစ်ဖက်နှိမ်သွားသလိုခံစားရသည်ကိုမိုးလည်းမတင်ကာ၍ကားအောက်ဆင်းကြည့်ရာဟင်ကိုမိုးသူ၏ငကူပြူးသောမျက်လုံးပို၍ပြူးကျဲသွား၏မပြူးခံနိုင်ရိုးလားသူတွေးလိုက်ရသည်ကမော်တော်ကားအနောက်လေးတပုံလုံးမြေပေါ်ပုံကျလို့သူကြည့်နေစဉ်အချိန်တွင်းမှပင်နောက်ထပ်လက်ကျန်လေးတစ်ချောင်းခလွမ်းကနေထက်ကျလာ၏မောင်မိုးကားပေါ်ကဘာတွေပြုတ်ကျနေတာလဲကွကျွန်တော်အဖေမှပြူးကြောင်နေသောကိုမိုးကိုမေးသည်ကိုမိုးကကားလေးများကိုလက်ညှိုးတထိုးထိုးနှင့်ကားအနောက်လေးတွေဖေအားလုံးပြုတ်ကျကုန်ပြီကျွန်တော်အဖေမျက်မှောင်ကျုပ်သွား၏အဲ့ဒါတွေထားစမ်းပါကွာအဲ့ဒါတွေမပါပဲဒီတိုင်းမောင်းလို့မရဘူးလားဟိုမှာအရေးကြီးနေပြီကွဟုဆိုလိုက်ရာကိုမိုးကဟုတ်ကဲ့ဖေဟုဆိုပြီးကားပေါ်ပြန်တက်ပြီးကားဆက်နှိုးရန်ဂီယာဖြုတ်လိုက်သည်ကလစ်ခနဲ့အတန်နှင့်ဂီယာကပြုတ်တာမှဂီယာအတန်ကြီးပါအချောင်းလိုက်သူ့လက်ထဲပြုတ်ပါလာ၏ဟင်
ကိုမိုးသူ့လက်ထဲပါလာသောဂီယာတန်ကြီးကိုငောင်ပြီးကြည့်နေသည်ထိုချိန်မှာပင်ကားကအနှဲငယ်လိမ့်သွားကာကားရှိဘိန်ကြီးပလွတ်ဆိုကျွတ်ထွက်သွားပြီးအိမ်ဘက်ကွေ့ဝင်သွားလေရာအခန့်သင့်ပင်အိမ်ထဲမှပန်းအိုးလဲရန်ထွက်လာသောကျွန်တော်အမေကားဘိန်ကြီးနှင့်ပတ်ပင်တိုးသဖြင့်အမေလည်းသူ့လက်ထဲကိုင်လာသောပန်းအိုးလင်ပန်းကိုခရံကနေပစ်ချပြီးကားဘိန်ကိုသူ့ဝတုတ်တုတ်ခန္ဓာကိုယ်ကြီးနှင့်စီးပိုက်ထားလိုက်၏ထိုချိန်မှပင်အပြင်မှဆော့ကစားရေးဝါလို့ပြုံးပြီးပြန်လာသောအငယ်ဆုံးမောင်မောင်ကိုတွေ့၍အမေကရော့မောင်မောင်နင်းဖေသိမ်းခိုင်းတာလားမသိဘူးသွားသိမ်းလိုက်ဟုဆို၍မောင်မောင်ကိုကားဘိန်ကြီးပေးလိုက်သည်မောင်မောင်ကသူကစားရန်အမေကကားဘိန်ကြီးပေးလိုက်သည်မှတ်၍လားမသိသူ့လက်ထဲပါလာသောဒုတ်တစ်ချောင်းနှင့်ကားဘိန်ကိုခွေးလှိမ့်သလိုလှိမ့်ပြီးတဟေးဟေးနှင့်အော်ဟစ်ရင်ပျော်ရွှင်စွာပြေးထွက်သွား၏သို့တော်သူတိတ်မပြေးလိုက်ရပါကားဘိန်ကရဲစခန်းရှိကင်းတန်ချောင်းကိုထောင်ကနေစောင့်မိရာစခန်းထဲမှရဲများမြို့နယ်မှုကျွန်တော်အဖေတန်းစီရန်အချက်ပေးသည်မှတ်ပြီးယူနီဖောင်းကိုစီနှင့်ထွက်လာပြီးအဖေရှိညီညာစွာတန်းစီကရှိရင်28တန်းစီ24ပြက်ကွက်4ယောက်ပြက်ကွက်4ယောက်မှတာဝန်အမိန့်နာခံရန်အသင့်ဟုတတိဆွဲ၍သတင်းပို့သည်ကျွန်တော်အဖေလည်းသူ့ကိုတတိဆွဲသတင်းပို့နေသောရဲသားများကိုမြင်တော့ဘာဆက်လုပ်ရမှန်းမသိပဲဆက်လုပ်ဟုကုန်းအော်၏ဟောမှလွဲ၍အကုန်အတန်မြည်တတ်သောသူ၏ချစ်ကားကြည့်ပြီးတပ်ပြင်းချသည်ချစ်ကားကအခုမှသူ့ကိုမျက်စိတစ်ဖက်မှိတ်ခြေတစ်ပေါင်ကျိုးရက်ပြီးသူ့ကိုပြောင်ပြနေတယောင်အတန်ကြာမှကိုမိုးဘက်လှည့်ပြီးကဲကိုမိုးမင်းကတော့ကားကိုပဲပြန်ပြင်ထားလိုက်အိမ်ထဲမှာဘသူတွေရှိသေးလဲဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းမလို့မတ်ချော်ရဲ့ကိုစန်းရဲ့ပဲရှိတယ်အဖေကတစ်ချက်စဉ်းစားလိုက်ပြီးကိုစန်းဆိုရင်တော့ငါ့ကိုလုံးကိုတင်မောင်းနိုင်မှာမဟုတ်ဘူးမတ်ချော်ကိုပဲလွတ်လိုက်ဥဆိုလိုက်ရာငကူဆိုင်ကယ်မောင်းကျင်နေတာရွာစီတက်နေတော့မတ်ချော်မှလာပြီးဖေဖေဟူဆိုကပြုံးရှင်၍ထွက်လာ၏နောက်ဆိုင်ကယ်ပေါ်တက်၍ဆိုင်ကယ်ဆက်နှိုးလိုက်သည်ကဲမတ်ချော်အမြန်ဆုံးသာရောက်အောင်မောင်းအဖေကဆိုင်ကယ်ပေါ်တက်ပြီးထို့သို့ပြောလိုက်သည်နှင့်မတ်ချော်ကစိတ်ချဖေဖေမြန်စီရမယ်ဟုဆိုပြီးဒီပါကိုအဆုံးထိတင်လိုက်သည်ပြီးမှဂီယာကိုစောင့်နှင်းချလိုက်ရာဆိုင်ကယ်ကမြင်းရိုင်းသားပေါင်းနဲ့နှစ်ဆင့်ခုန်ပြီးအရှိဘိန်းထောင်ကတန်းစီနေသောရဲသားများရှိပုတ်ကာတီကဖြတ်ကျော်ရင်းကစုံပေါက်ထွက်သွားလေသည်အဖေကတန်းစီနေသောရဲများကိုမြင်တော့ဆက်လုပ်ဟုထပ်အော်သည်မတ်ချော်ကသူဆိုင်ကယ်နိုင်ပြီကိုမြင်၍အဖေကအားပေးသည့်အထင်နှင့်လီပါစွတ်တင်လေရာအဖေကခန့်ညာထဲဝါသောဗလာနှင့်ဆိုင်ကယ်နှောက်မီပေါ်တွေ့လိုက်သွားပုံမှာစူပါမန်ဇက်ကားတဲကကဘာကြီးဝင်ဆောင်မြင့်နျူကလ িয়ার ဘုံးကိုကဘာနှင့်ဝေးရာတွန်းထုံမြင့်စူပါမန်ကဲ့သို့ဆိုင်ကယ်နောက်မှတန်လန်နှင့်ပါသွားလေသည်တိတ်မကြခင်အချိန်တွင်မတ်ချော်ဆိုင်ကယ်တော့တရမ်းနှင့်ပြန်ရောက်လာပါသည်ထုံးစံအတိုင်းဆိုင်ကယ်တော့ပြန်မပါလားနှာခေါင်းတွင်ပလတ်စတာကပ်၍ခြေထောက်တွင်ပတ်တီးစီလာသည်ဆိုင်ကယ်ကိုမေးတော့တိတ်စီမကောင်းလို့ပြင်ဆိုင်မှာတဲ့သွားကြည့်နေလျင်နောက်ခြေထောက်ညောင်အောင်မယ်ဆိုင်ကယ်ကအင်ဂျင်တုံးပြုတ်ကျသွားပြီလားအရှိဘိန်းကျွတ်သွားပြီလားဆိုတာခန့်မှန်းလို့ရ၏ညနေဆောင်တော့အဖေပြန်ရောက်လာသည်အိမ်ပြန်ရောက်လာတော့လေအဖေညီသူကိုမျှစကားမပြောနိုင်ပဲအိမ်ရှိကပြင်းတွင်ငူငူကြီးထိုင်နေသည်အမြဲတမ်းတက်ကြွနေသောအဖေကိုဤကဲ့သို့ငူငူကြီးတွေ့ရ၍အမေကမတင်ငါ၍ဘာဖြစ်လာလို့လဲမေးတော့အဖေကတလုံးသာပြန်ပြောနိုင်သည်မသေးကောင်းမပြောက်ကောင်းတဲ့မတ်ချော်ဆိုင်ကယ်နှင့်မြည်တို့ငွေချလာသည်မသိကိုအုပ်ဆိုတဲ့လူကလည်းငယ်စဉ်ကတည်းကအမှုပညာဗီဇကမသေးလှဘူးသူကိုတန်းចောင်းသားဘဝလောက်ကတည်းကကြပြာကိုစာရွက်200ပါတဲ့ဗလာစာအုပ်နဲ့3အုပ်လောက်ရေးပြီးနောက်82ခုနှစ်မှာနော်လီဇာတို့နဲ့ခွေတခွေလောက်ခဲ့တယ်အဲ့အချိန်မှာသူ့အသက်က18နှစ်လောက်ပဲရှိအောင်မယ်အဲ့ဒီလိုအမှုပညာဗီဇအခန့်ကောင်းတဲ့လူကအမှုပညာကြောင့်ဒုက္ခကြုံခဲ့ရတယ်အဲ့ဒါသူပထမဆုံးရည်စားထားစဉ်ကပေါ့သူကြိုက်တဲ့ကောင်မလေးကလည်းစိတ်နှုတ်တတ်တာ
လွန်မာရောကွာကိုအုပ်ဆိုဟိုကောင်မလေးနဲ့အထင်လွဲဒီကောင်မလေးနဲ့မတင်ကားအဲ့လိုနဲ့အမြဲတမ်းဖြစ်နေတတ်တယ်ငယ်သေးတာပဲလာမှာပေါ့ကွာအဲ့နေ့ကတော့ကွာ